ဗရေယာမျိုးမှန်တပ်ဖွဲ့အနေနဲ့10-20စစ်စင်ရေးနဲ့တူဖော်ဆောင်ခဲ့တဲ့ MDY PDF ရဲ့တောင်တမန်စစ်စင်ရေးမှာလည်းပျောက်ကြားတိုက်ခိုက်မှုတွေမှာပါဝင်ခဲ့ပေမဲ့လက်တွေတိုက်ပွဲအနေနဲ့ကတော့10-20စစ်စင်ရေးမှာနောင်ချုံမြို့နယ်တရကုန်းတိုက်ပွဲမှာစပြီးတော့ပါဝင်လာခဲ့တာလို့သိရပါတယ်။တောင်တမန်စစ်စင်ရေးမှာတော့ပျောက်ကြားတိုက်ခိုက်နေတဲ့အသုံးပြုပါဝင်ခဲ့ပြီး MDY PDF စီကမြေပြင်တိုက်ပွဲအတွေ့အကြုံတွေကိုလေ့လာသင်ယူခွင့်ရခဲ့ရကနေ10-20စစ်စင်အပိုင်းနှစ်မှာတော့စစ်ကောင်စီနဲ့တမန်ယူကြတိုက်ပွဲတွေအထိရင်ဆိုင်လာနိုင်ခဲ့ပါတယ်။လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအဖြစ်စနစ်တကျစုဖွဲ့နိုင်နေပြီဖြစ်ပေမဲ့လည်းဗရေယာမျိုးမှန်တပ်ဖွဲ့ဟာငွေကြေးအင်အားနည်းပါပြီးလက်နက်တပ်ဆင်နိုင်ခြင်းမရှိသေးဘဲနဲ့ MDY PDF ကပေးထားတဲ့လက်နက်တွေနဲ့သာတိုက်ပွဲဝင်နေတာဖြစ်တယ်လို့လည်းကိုကဲမှုကိုတောင်းလန်းကပြောပြပါဗျ။ကျွန်တော်တို့ကစွာရှိနေပြီလူတွေပဲရှိဒီလူတွေကိုတိုက်ခိုက်ရမှာဖြစ်တော့ကျွန်တော်တို့ကပုံစံပြီးပြုပြင်ပြီးကျွန်တော်တို့ကတင်နေတယ်ကျွန်တော်တို့စီကဖတ်တဲ့လူတွေတိုက်ခိုက်ဖို့စစ်စစ်ချင်အဲ့တော့မန္တလေးပြည်ကျွန်တော်တို့ယုံကြည်တယ်သူတို့ရဲ့ယုံကြည်ချက်တယ်အဲ့တော့ကျွန်တော်တို့ကဘာလို့ရှင်းလဲသူတို့ကကျွန်တော်တို့ကိုတန်းတန်းတက်စစ်ပြီးပဲကျွန်တော်တို့ဘောက်ဆယ်တာပဲဒီလိုရှင်းတယ်你要老板，你这个好什么？人家把你。ဗရေယာမျိုးမှန်တပ်ဖွဲ့အနေနဲ့အာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့မူဝါဒတွေနဲ့အညီ MDY PDF ရဲ့အမေပေးကုကဲမှုအောက်ကနေပူးပေါင်းဆောင်ရွက်လို့ရတဲ့အဖွဲ့အစည်းတိုင်းနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။အမေပေးကုကဲမှုအားကောင်းပြီးတော့လက်နက်တပ်ဆင်ပေးထားနိုင်တဲ့ MDY PDF နဲ့ပူးပေါင်းထားတာဟာလည်းလက်နက်ကင်လူတာလက်နက်လူချင်တာကြောင့်မဟုတ်ပဲအာဏာရှင်စနစ်အမြင့်ပြတ်ရေးနဲ့လွတ်လပ်မှုတွေအတွက်ရည်မှန်းပြီးတော့တိုက်ပွဲဝင်နေတာဖြစ်တယ်လို့လည်းဗရေယာမျိုးမှန်တပ်ဖွဲ့ထံကနေသိရပါတယ်ခင်ဗျာ။